မင်္ဂလာပါကွန်ပျူတာမှာပါတဲ့ reset shutdown sleep နဲ့ hibernate တွေကမတူဘူးဆိုတာကိုမသိဘဲနဲ့သုံးနေရဆိုရင်ဒီဗီဒီယိုမကြော်နဲ့ okay စမယ် reset ပြန်လည်စတင်ခြင်း reset လုပ်ရင်ဘာဖြစ်လဲ RAM လို့ခေါ်တဲ့ memory ကိုအပြည့်အစုံပြန်ရှင်းပေးတယ်ကွန်ပျူတာကို reset လုပ်ခြင်းအပြင် error တက်တာ hang တာ lag တာ delay ဖြစ်တာကိုလျှော့သွားစေတယ် Windows update တွေလုပ်ပြီးတဲ့အခါမှာကွန်ပျူတာကို reset လုပ်ခြင်းအပြင် Windows update system တွေကိုအသစ်ကပြန်လဲစတင်စေတယ်။ဘယ်အချိန်မှာ reset လုပ်တင်လဲကွန်ပျူတာလေးလာတဲ့အချိန် software တွေဖွင့်မရတဲ့အချိန် Windows update ပြီးသွားတဲ့အချိန်တခုတော့သတိထားဖို့လိုတယ် reset လုပ်မယ်ဆိုလို့ရှိရင်ကိုလုပ်ထားတဲ့အလုပ် file တွေ word file တွေ save လုပ်ဖို့လိုတယ်မဟုတ်ရင် save မလုပ်လိုက်ရရင် reset လုပ်ခြင်းအပြင် file တွေအကုန်လုံးပြတ်သွားနိုင်တယ်ဒုတိယတစ်ခုက shutdown လုပ်ခြင်းအပြင်ကွန်ပျူတာမှာရှိတဲ့ power တွေအားလုံးကို cut off လုပ်လိုက်မယ်လုံးဝမသုံးတော့ဘူး RAM လို့ခေါ်တဲ့ memory တွေက data အားလုံး clear လုပ်သွားမယ်ပြီးရင်ကွန်ပျူတာ system မှာရှိတဲ့ hardware တွေအားလုံးကိုအနားပေးလိုက်မယ်ဒါဆိုဘယ်အချိန်မှာ shutdown လုပ်တင်လဲရှင်းပါတယ်မသုံးတော့တဲ့အချိန်ပေါ့တတိယတစ်ခုကတော့ sleep mode ပေါ့ sleep လုပ်ရင်ဘာဖြစ်လဲနံပါတ်1 screen ပိတ်သွားမယ်နံပါတ်2 RAM မှာ data ကိုထိန်းထားတယ်နံပါတ်3 power ကိုနည်းနည်းပဲသုံးမယ် sleep mode ရဲ့အားသာချက်ပြန်ဖွင့်ရင်ချက်ချင်းပြန်တက်တယ်ကိုဖွင့်ထားတဲ့ app တွေ file တွေမပြောက်ဘူးကိုဖွင့်ထားတဲ့နေရာကိုချက်ချင်းပြန်ရောက်တယ်ဘယ်အချိန်မှာ sleep လုပ်တင်လဲအပြင်ခဏထွက်တဲ့အချိန်သမင်းစားနားတဲ့အချိန် meeting ခဏနားတဲ့အချိန်ဒါမျိုးတွေမှာ sleep လုပ်လို့ရပါတယ်ဥပမာအပြင်10မိနစ်15မိနစ်နာရီဝက်လောက်ပေါ့အထူးသဖြင့် laptop တွေမှာတခုတော့သတိထားဖို့လိုတယ် sleep လုပ်ခြင်းအပြင် battery power လုံးဝမစားစေတာတော့မဟုတ်ဘူးစားတာကိုလျော့သွားစေတာပဲရှိတာပေါ့နော်အဲ့တော့ battery percent နဲ့အရင်နည်းနေတယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုကအပြင်သွားတာအချိန်ကြာလာမယ်ဆိုလို့ရှိရင် battery က down ပြီးတော့ shutdown ကြာသွားနိုင်တယ်အဲ့ကြရင်ခုနကကိုလှုပ်ထားတဲ့အလုပ်တွေ file တွေအားလုံးပိတ်သွားနိုင်တယ်နော်အဲ့တခုတော့သတိထားဖို့လိုတယ်အားနဲ့နေအားလုံးမျိုးလေးထိုးပြီးတော့ sleep လုပ်ခဲ့လို့ရပါတယ်စတုတ္ထတစ်ခုကတော့ hibernate ဆိုတာဘာလဲ hibernate ဆိုတာ sleep mode နဲ့ shutdown ကြားတဲ့က mode တစ်ခုလိုပဲမှတ်ထားလိုက်ပါ hibernate လုပ်ရင်ဘာဖြစ်လဲနံပါတ်1 RAM တွေက data ကို hard disk ထဲမှာတင်ထားပေးတယ်နံပါတ်2 power လုံးဝမသုံးတော့ဘူးနံပါတ်3 shutdown လို့ပဲပိတ်သွားပြီမဲ့ပြန်ဖွင့်ရင်ကိုလုတ်ခဲ့တဲ့နေရာကိုပြန်ရောက်တယ်သူ့ရဲ့အားသာချက်ကတော့ battery မကုန်ဘူး data တွေမပြောက်သွားဘူးဘယ်အချိန်မှာ hibernate လုပ်တင်လဲအလုပ်တွေ project ကိစ္စတွေလုပ်နေတော့အရေးအကြောင်းပေါ်လာလို့ဒီနေ့လုပ်လို့မရတော့ဘူးနောက်ထပ်မှာဆက်လုပ်မှာမယ်အခြေအနေဆိုရင်ကွန်ပျူတာကို shutdown လည်းမချချင်ဘူးဆိုရင် hibernate ကိုလုပ်ထားလို့ရပါတယ်ဥပမာကျွန်တော်တို့ကွန်ပျူတာ service လုပ်တဲ့အချိန်တုန်းကဆိုရင်ထားပါတော့ဒီ game file တွေပေါ့နော် gig တွေ400 500အဲ့လိုမျိုးအများကြီးကို hard disk တစ်ခုကနေတစ်ခုကိုကူးရတဲ့အချိန်တွေမှာအချိန်အားဖြင့်14-15နာရီစောင့်ရမယ့်အချိန်တွေဆိုရင်ကျွန်တော်တို့ကအခုရုံးစင်းချိန်ဆိုလို့ရှိရင်အဲ့ hard disk ရဲ့ data တွေကိုကူးထားခဲ့လိုက်တယ်ကွန်ပျူတာကို hibernate လုပ်ခဲ့တယ်နောက်နေ့မနေ့ရုံးပြန်လာတော့မှပြန်ဖွင့်တယ်အဲ့နေရာတိုင်းပဲအဲ့တော့ data လေးကူးပြီးသားဖြစ်သွားတယ်အဲ့လိုအချိန်ဒီမှာ hibernate ကိုလုပ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye